ဇန်နဝါရီလ9ရက်နေ့မှာကျွန်တော်စိုးဝဲတဲ့ skin CG တစ်လာနေတဲ့အဲ့ထဲမှာဆိုလို့ချင်းကလင့်ရဲ့ Benedetta ရဲ့နဲ့ Sicilian တို့ပါဝင်လာတယ်ကျွန်တော်အနေနဲ့ကကလင့်ရော Benedetta ရောနှစ်ကောင်လုံးကိုတပြိုင်တည်းယူခြင်းပဲမဲ့ကျွန်တော်မှာ diamond က9888လုံးပဲရှိပါတယ်နှစ်ကောင်လုံးတန်းယူလို့မရတော့ကျွန်တော်အနေနဲ့တစ်ကောင်ယူပြီးတော့နောက်တစ်ကောင်တော့ကျွန်တော် Phase 1 Phase 2လာမှာပဲယူတော့မယ်အဲ့တော့ကျွန်တော်ကလင့်ကိုရင်ယူမယ် Benedetta ကိုတော့ Phase 1 Phase 2နဲ့ယူလိုက်မယ်ပြီးတော့လေဒီမှာ Hanabi တွေ Amon skin ကိုလည်းပြန်มาလာတယ်ဒါကတော့ကျွန်တော်အနေနဲ့တခြားရမယ့် reward တွေ record တွေနဲ့ elimination fat တွေ spam fat တွေပဲဖြစ်ပါတယ်လှည့်အနေနဲ့ဒါတွေပေါက်မယ်ဆိုပေမဲ့ကျွန်တော်အနေနဲ့တော့ဒါတွေမလို့ချင်ဘူးကျွန်တော်ကလှည့်အနေနဲ့ skin မဲ့တန်းပေါက်ချင်တာ skin လှည့်အနေနဲ့တန်းပေါက်တယ်ဆိုတော့လေ Solomon နဲ့ဘဝတတန်း6လုံးမှာတစ်ခါတော့ပဲရှိခဲ့ဘူးပဲအဲ့ဒါလေခဏညာ exhausted တုန်းကတုံငန်လေးရှိရဆိုကျွန်တော်အနေနဲ့ diamond 400ကျော်နဲ့ပဲလှည့်လိုက်တယ်အဲ့ဒါဘာပေါက်မလဲ elimination fat နှစ်ခါတော့ပြန်ပေါက်တယ်လို့အဲ့ဒါကြီးอ่ะတကယ်ဆိုရင် skin ပေါက်လို့ချင်း view ပြည့်တဲ့နေပါမှာကွာဟုတ်တယ်မလားဒါပေမဲ့ကျွန်တော် skin ဖောက်ကြည့်တော့ဘာတန်မှမပါဘူးကွာဒီအားဖြစ်တာလားငါဟာဖြစ်တာလားဆိုပြီးကျွန်တော်အနေနဲ့စမ်းအီးအောင်သွားပြီးဖောက်ကြည့်တယ်စိုင်းကြီးမှာကြတော့သူကအတန်ပါတယ်ဒီတော့ဒီရန်ဖြစ်တာလားကျွန်တော်ဟာပဲဖြစ်တာလားဆိုပြီးကျွန်တော်ဖုန်းကိုကျွန်တော် restart တွေပဲပြန်လုပ်လိုက်တယ် restart လုပ်ပြီးမှကျွန်တော်ဖုန်းကိုပြန်ပြီး record လိုက်တယ်ပြန်ပြီး game ထဲဝင်ပြီးပြန်ပြီး record တော့လေပုံမှန်တိုင်းပဲဘာသာမှမပါဘူးကွာတကယ်လို့ဒီနားမှာစုတွေပေါ်လာလို့ရှိရင်အဲ့လိုမျိုး chicken ဘာညာလေးတန်ထွက်မှာဟုတ်တယ်မလားဒါပေမဲ့အခုကဘာသာမှမပါဘူးကွာအဲ့တော့နည်းနည်းဖောက်ရတာ feeling နည်းနည်းအောက်တယ် notification fat တွေဘာတွေပေါက်တယ်ဆိုရင်ကျွန်တော်အနေနဲ့အဲ့ဒါတွေကပွဲထဲမှာတိတ်မသုံးကျွန်တော်အခုသုံးထားတဲ့ notification fat ဆိုတာလေဘာမှတော့မသိဘူးကွာသိလားအဲ့တော့အဲ့ဒါတွေတိတ်ပြီး queue ဆိုင်ရမလို့စကင်ကောင်ကွိုင်ထောင်းနေရဆိုတော့ကျွန်တော်အနေနဲ့ကွိုင်အများကြီးလိုသေးတယ်အဲ့တော့ထက်လက်အောင်မယ်ဘရိုနီကကွိုင်အချင်းလို့ရတဲ့စကင်တွေကိုနှစ်ကောင်ယူနေတယ်ဆိုလို့ရှိရင်တော့ပထမဆုံးတစ်ကောင်ဘရိုနီနဲ့ diamond 4500 5000ဝန်းကျင်တော့သုံးပြီးတော့တစ်ကောင်ဆက်ဆက်ရင်ဖောက်လိုက်ကျန်တဲ့တစ်ကောင်တော့တန်းဖောက်တော့ပဲနဲ့ daily door တွေပြီးတော့ခါကျတော့ phase 1 phase 2တွေစောင့်ပြီးဖြည်းဖြည်းချင်းလှည့်သွားမယ်ဆိုလို့ရှိရင်အဲ့ဒါကဈေးသက်တော်နဲ့ရလိမ့်မယ်လှည့်လို့ရှိရင်ဘရိုတို့ကမရှိရအောင်မတောင်းနိုင်ကွာသိလားဘရိုတို့မှာရှိနေတဲ့ဟာကိုတောင်းရှိနေဟာဆိုတာကွာemote တွေပါညာကြီးကတော့ဘာမှသိမရအောင်ဆိုပေမဲ့ K-link notification fat တွေပါရမယ်ဆိုလို့ချင်း bro က coin တွေအများကြီးရတယ်ကွာဒီတော့ပြန်ပေါက်တော့က bro မှာရှိပြီးသားဖြစ်တဲ့ elimination fat တွေ notification fat တွေအဲ့ဒါတွေပဲပြန်ပေါက်အောင်ဆူတောင်းအခုကျွန်တော်လှည့်နေရ emote အများစုပြန်ပေါက်တယ် emote ကဒီကအဲ့ chain coin သိမရအောင်9ခုပဲရတယ်ကွာ elimination fat တို့ပါလို့ဆိုမတားပို့ရတယ်ဒါကတော့နောက်ဆုံး10ချိန်မြောက်ပဲဘာလို့ဆိုတော့ coin က1169ခုတောင်ရရင်ဆိုတော့ကျွန်တော်အနေနဲ့1200ပြည့်ပြီကွာဒါအဲ့ကြောင့်လို့ပဲတန်တော့လှည့်လိုက်တယ်အဲ့တော့1200ကျော်သွားတယ်1200ကျော်တော့ကျွန်တော်အနေနဲ့ clean skin မဲ့အချိန်လိုက်တယ်ဘာလို့ဆိုတော့ clean ကပို့ပြီးတော့မိုက်တယ်လीเนาะကျွန်တော်အနေနဲ့ပို့ပြီးတော့ဂိုင်းတယ်ဘယ်နေတာတော့တိတ်တော့မဂိုင်းတာဆိုတော့ဘယ်နေတာတော့နောက်မှပဲလေးလိုက်တော့မယ်ဆိုပါရဲ့ skin နဲ့တခြား skin နဲ့မတူရတယ်သူတို့က record တွေပါခေါ်တယ် scale fat တွေပါသုံးမယ်ဆိုလို့ရှိရင်အဲ့သူတို့အကောင်ကြီးတွေကတည်မှာသူတို့ signature အကောင်ကြီးတွေပါတယ်ကလင်းမှာဆိုလို့ရင်ဒါငကားလို့ပြောလို့ရတာအေမွန်ဆိုလို့ရှိရင်တော့အဲ့ဒါချင်းသိလားပါလားမသိဘူးကွာအဲ့လိုမျိုး record တွေပါခေါ်လို့ရှိရင်လည်းပါတယ်ကွာတိတာ okay ကျွန်တော်အနေနဲ့အခုကလင်း skin ရပါပြီဆိုတော့ run လေးမှာတစ်ချက်သွားကြုံလိုက်အောင် bro နေနဲ့စဉ်းစားကြည့်လိုက်ကွာကျွန်တော်ဘက်က hero dropping နဲ့ဟိုဘက်က hero dropping နဲ့လေကင်းရောမေကင်းမှာပါလုံးဝအတာကြီးกว่าတိလားအဲ့တော့ကျွန်တော်အနေနဲ့နိုင်မသေးရဆိုတော့ MCD flat လေးကိုသုံးလိုက်မယ်အဲ့တော့ EAP လေးပို့ရအောင်လို့ပြီးရင် emblem ပါညာချိန်မယ်ပြီးရင် skin လေးကိုသွားပြီးကြွားလိုက်မယ်ဒီမှာဆိုလို့ရှိရင် Tempoji skin တော့အကုန်ရှိပါတယ်အလဲဒါပေမဲ့အနှုတ်ဆုပ်ကုန်းဆုပ် skin လည်းမရှိဘူးစမ်းမနဲ့ flat တိုင်းမရှိဘူး channel skin အကုန်ရှိ diamond 9300လောက်ကုန်ထားတဲ့ skin မဟုတ်လားမသိဘူးမင်းအင်ဂိမ်းထဲမှာကန်ရတာကတကယ် fee ပဲ scale fat တွေမမြင်ရသေးဘူးเนาะဒါလုံးဝသူ့ရဲ့ look appearance ကိုကျွန်တော်ပြောပြတာအင်ဂိမ်းအရှင်မှာလည်းဒီတောင်မှန်ထွက်လာပြီးတော့ပြန်တယ်ပေါ့နော်ဒါပေမဲ့သူ့တောင်မှန်လိပ်ပြိုင်နဲ့တူနေသူ့ကောင်ငကားမဟုတ်လားလို့သူ့ကောင်ငကားမဟုတ်လားရှူးပြိုင်လားငကားလားဘာတော့အဲ့တော့ကျွန်တော်တို့နဲ့တခြားသိအောင်လို့တော့ခေါ်ပြီးအကောင်ခေါ်ကြည့်လိုက်တယ်ဒါပေမဲ့ဒီအားထွက်တဲ့အကောင်တော့တိတ်တော့မကြီးဘူးပေါ့နော်အေးမွန်နဲ့ဟန်နာဘီတို့အကောင်ကြောင့်သူကကွာဘာတော့ကြားလားချင်တယ်လားမျိုးအကောင်တွေကြတော့လုံးဝအကြီးကြီးပဲဆိုတော့လုံးဝ record ခေါ်လို့ရှိရင်ဘေးနားရောက်ချလာတိတာဒါကြောင့်ငကားလို့ကောင်ဆိုတော့တိတ်တော့မတိတာဒီကလင်းကဘာပြောင်းလဲဆိုလို့ရှိရင်သူ့ရဲ့တနက်ကင်မုံနဲ့ပြစ်တဲ့ပုံကတော်တော်ပြောင်းသွားတယ်အဲ့တော့ကျွန်တော်တို့နဲ့လက်ဟစ်လွတ်သွားတယ်ပေါ့ bro အနေနဲ့တကယ်လွတ်လားမလွတ်လားသိချင်တော့ဒီ skin ဝယ်ပြီးကန်ကြည့်လိုက်ကျွန်တော်တော့လွတ်တယ်ဒီတကားတော့လက်ဟစ်စားမယ်ဆိုပြီးပြစ်လိုက်တာလက်ဟစ်မရပြန်တွေ့လားစကင်ဖတ်ကြောင့်လို့ဖြစ်နေတာဘရိုးနေနဲ့အင်္ဂိမ်းထဲမှာ enemy တကောင်ပွဲစားကနေနိုင်ရတယ်ဆိုလို့ရှိရင်စကင်အလန်းတိုင်းသုံးလိုက်ပါအဲ့ကြလို့ရှိရင်အကောင်ကိုယ့်ရဲ့ skin fat တွေ scale fat တွေကိုကျွေပြီးတော့စောက်ရိုင်းမျောပြီးတော့ဗာတည်းလက်ဟစ်တွေလွတ်မယ်စောက်လွဲ့လုံးမယ်ကွာအခုကတော့ကိုရန် clean skin ကိုင်းတာဆိုစောက်ဝမ်းလာပြီးကိုရန်လွဲ့လို့ပြီးလက်ဟစ်တွေလွတ်နေတာပဲဘရိုးကကျွန်တော်မှားလို့ထင်ကြလိမ့်မယ်ဒါကျွန်တော်မှားမဟုတ်ဘရိုဒါ clean ရဲ့ skin model ကမတားလှနေကျွန်တော်အနေနဲ့မျောနေတာအဲ့တော့ကျွန်တော်အနေနဲ့မမျောအောင်လို့ဒီမှာ scale နဲ့ပဲလက်ဟစ်စားလိုက်တယ်မျောအိမ်မှာကိုကသာလက်ဟစ်အကုန်မြ obviously တော့လက်ဟစ်အကုန်ရရထင်တာပဲဒီကောင်ကမဆိုးတော့မဆိုး skin ဘာလို့လဲတူတယ်ဒီကောင်ကလက်ဟစ်အကုန်ရဆိုးတဲ့ skin နဲ့နည်းအသားကြလိုက်ဆိုတော့ကျွန်တော်အနေနဲ့ obviously ကိုနည်းနည်းတက်ပြီး spare ပါညာပေးမယ်လိန်ကန်းဖို့နေတာသာကွာလူကသူ့ဟာသူတော့ rubber blue bat စားတာက2မိနစ်ထိပြီးအောင်မစားနိုင်သေးဘူးဒီမှာဆိုကြည့်လိုက် Franco ကသူ့အတူထွက်လာတယ်ခြေဆွဲလိုက်တာလမ်းကြောင်းတလွဲဒါပေမဲ့ကျွန်တော်ရဲ့ joint ပြဆွဲပြီးတဲ့ပြီးလိုက်တယ်အဲ့တော့မိရောနီးရဆွဲရတော့မမိလို့ရှင်သူ့အနေနဲ့တိမ်ငယ်သွားမှာဆိုတာကျွန်တော်ခံစားမိရကြောင်းလို့ကျွန်တော်အနေနဲ့မိအောင်လုပ်ပြလိုက်တာစားနဲ့လူကနဲ့ဂျန်ကန်ရှင်ဆော့တဲ့အခါမှာဂျန်ကန် invade ခံရတာဘယ်ကောင်ဖြစ်မှထင်တော့စံဟုတ်တယ်မလားဒါပေမဲ့ကိုဘက်ကအလူကတ်ဆိုကိုဘက်ကအလူကပဲဂျန်ကန် invade ခံနေရတယ်ကြည့်အောင်ဒီတော့ Roma ကြောရုပ်ခေါ်ပြီးကျွန်တော်အနေနဲ့လူကိုသွားပြီးပြန်ကြည့်ပေးရမယ်ဒီလန့်သွားလေဘာလို့ဟိုဘက်လန့်သွားတယ်အဲ့ဒါနဲ့ကျွန်တော်အနေနဲ့နှစ်ကောင်ပိတ်မှာဆိုလို့ scale နဲ့ပြန်ဖတ်ခဲ့ရတယ်
ရန်ကိုဂျိတ်ကလည်းမိရဗျာမင်းဒါကြီးကနည်းနည်းတန်ရဖြစ်လာပြီနည်းနည်းချီတာလားမသိဘူးဒီကောင်ဒီနေရာမှာကျွန်တော် schedule သုံးလိုက်တော့နေရန်ကျော်ပြီးတော်တော်ဝေးဝေးရောက်သွားဆိုတော့ Franco ကသွေးလေးစက်နဲ့ flick ကခုံဝတင်တယ်အဲ့တော့လွတ်သွားတယ်စမ်းအကြောင်းပိတ်မိနေနော်အဲ့တော့ဘယ်သူလက်ရလဲကျွန်တော်ကိုလက်ရိုက်တာအကောင်စားနဲ့အကောင်ဒီနေရာမှာတိုက်ယူရဲ့ opsi ရောက်တက်ဖို့အတွက်ဒီမှာ schedule နဲ့တွန်းတယ်လွဲရင်စက်မလိုက်ရင်တော့ဒါကကျွန်တော် scale 1နေ ultimate တွေသုံးတယ်ဆိုတာကအဲ့ကောင်တွေးချောဖို့သက်သက်ပဲဒါပေမဲ့တိုက်ယူရဲ့ flick နဲ့စုတယ်အဲ့တော့ဘာဖြစ်လဲသူပြန်သေးတယ်ကျေးဇူးတိုက်ရွေးလာဖမ်းပြောနောက်ထပ်ကအလူကလာကန့်တယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီမှာ schedule တွေတွေးလျှော်တယ် ultimate တွေ chronic ထုပြီးတွေးလျှော်တယ်ဒါပေမဲ့သေသွားပါတယ်ဒီကောင်းနေမသေလို့လည်းမရတော့လေစောနာအကျင့်မရှိတော့ကိုကောင်းကလည်းလေးမပတဲထိုင်နေတော့ကျွန်တော်အနေနဲ့ပတဲကိုသွားပြီးတော့နည်းနည်းဆန်ကြည့်ပြီမယ်ဒီဘက်လာမဲ့ရအောင်တွေ့တော့ကျွန်တော်အနေနဲ့ခြုံထဲမှာနေပြီး schedule နဲ့ချုပ်တယ်ပြီးရင်တက်ဘုံလုပ်တယ်ဒါပေမဲ့အကျင့်ရှိတော့ကျွန်တော်အနေနဲ့ပြေးရပြီ flicker နဲ့ပြေးတော့ဒီနေရာမှာအစောတက်ကနေလွတ်တယ်ဆိုရင်ပဲ flicker နှစ်မြောက်အောင်ကျွန်တော်အနေနဲ့လန်လျှောက်တယ်ဒါပေမဲ့ Franco က flicker scale 1နဲ့ပါဆွဲသွားတယ်မင်းမေးပြီးအဲ့ဒါကြီးကပြီးတော့လေလူကဝင်ခုတ်တယ်အမ ultimate စာမိပြီးတော့အကောင်ပြန်သေးတယ်ဒီအချိန်မှာလူနောကလည်း Franco တတ်တယ်ဒါပေမဲ့သူ့အနေနဲ့တော်တော်နဲ့မပြတ်ဘူးဒါပေမဲ့မလောက်နေဘူးပြီးရင်ဒီဘက်ပတ်ပြီးစိုက်လုံးအိုင်းနေပြီးပြေးတော့လေဟိုဘက်မှာစမ်းကြီးနဲ့ okay ပါလို့စမ်းလို့ရှောဒါနဲ့ပဲမိတ်တာပါယူခြင်းပဲဟိုဘက်ကခြံငယ်ကကျွန်တော်အနေနဲ့မတား high ground ကျန်းတယ်ပေါ့နော်ခြံငယ်ရှာဝါဖြန်းလို့ရှင် crit တွေပါတာကုန်းခြုံနေနေစမ်းချောင်းရဲဆိုပေမဲ့သူရိုက်တာကတိုက်ရွယ်ဆိုတော့သူပဲပြန်စုခံလိုက်ရတယ်အဲ့တော့ကျွန်တော်ရဲ့ sky miller fan နဲ့သူပဲပြန်သေးပါတယ်ဒီနေရာမှာ alpha လည်းရှိနေတော့ကျွန်တော်အနေနဲ့ပြန်ပတ်မှာမပတ်မှာလားကျွန်တော်ခြုံနေနေစောင့်ပြီးစဉ်းစားတယ်အဲ့တော့ဟိုဘက်က3အောင်ဆိုတော့ကျွန်တော်အနေနဲ့ပြန်ပတ်လိုက်တော့မယ် Franco လည်းဒီဘက်ရောက်နေဆိုတော့ကျွန်တော် scale နဲ့ပတ်တယ် Franco ရဲ့ခြေကို body လက်ရင်းနဲ့ရှောင်ပြမှာရောအဲ့မှာတွေ့လားတကယ်တမ်းကကိုရှောင်လိုက်လို့မမိရမဟုတ်ဘဲနဲ့ तू ကတလွဲဆွဲလိုက်လို့မမိတာပါကျွန်တော်တက်ဆွဲရင်အဲ့ဒါကျွန်တော်ပါသွားပြီဟိုဘက်ကလောဟောထားတယ်ကိုဝန်နဲ့အသေးပြောင်းမရှိပဲ defend နေတယ်ဆိုလို့ရှိရင်တာဝါတဲ့ဝယ် defend အဲ့ဒါကလုံးဝ safe ဖြစ်ဆုံးပဲပြောနေတယ်လူကပါသွားတယ်အဲ့တော့ကျွန်တော်အနေနဲ့တိုက်ယူရဲဆူလာဆိုရှေ့တက်ပြစ်တယ်ဒါပေမဲ့ကျွန်တော်ရှေ့တက်လာမှာ Franco ကကျွန်တော်အာနီနဲ့ရိုက်တယ်မေးပြီးအောင်စောနာကနေလူကကိုမိရလူကကိုရိုက်လीငါတက်လာမှာငါ့ကိုရိုက်ရသလားဒီတော့ဟိုဘက်က10မိနစ်နဲ့ခေါ်လာရဲတော့ကျွန်တော်အနေနဲ့က alpha ရောတိုက်ယူရဲမရှိဘူးအော်လူတော့ပါမရှိတော့လူတော့မရှိပဲနဲ့ကျွန်တော်အနေနဲ့လူကနဲ့ကျွန်တော်နဲ့နှစ်ကောင်နဲ့ defend ရတော့မယ်ဒီနေရာမှာ enemy ကကျွန်တော်ကိုအိမ်မဲနဲ့လူကကိုသွားပြီးချနေတော့ကျွန်တော်အနေနဲ့ free hit တွေရပြီး sky miller stat တွေအလာကားရလိုက်တယ်Franco လည်းကိုကြောင်ပြီး flicker schedule လာတော့အဲ့ဒါသူကြုံသွားတော့သူ့ကိုဘုံလုပ်ပြီးသူ့ကို sky miller stat ယူလိုက်တယ်ကျွန်တော်တို့အသိရင်ဘယ်လောက်ထိရေးကြီးနေလဲဆိုလို့ရှိရင်17မိနစ်12မိနစ်လောက်ရောက်နေပြီအဲ့ဒါကို fat tower မရသေးဘူးအဲ့တော့ကျွန်တော်အနေနဲ့ mid tower ကိုယူဖို့မတားကြိုးပမ်းရတယ်ကြိုးပမ်းတဲ့အချိန်မှာလည်း obsidian ဟိုဘက်ကပတ်လာပြီးလူတော့တစ်ချက်လောက်ပြစ်လိုက်တာကြုံမှဲ့သွားတဲ့ဒဏ်မီကို show ရိုမာကျော်ရဲ့လည်း flicker RD စုပြီးနှစ်ကောင်ပါလာတယ်အဲ့တော့ကျွန်တော်အနေနဲ့ free hit တွေထိုင်ထူလိုက်တယ်ဘယ်မှမသိတဲ့ Franco ကြီးမိပြီးကျွန်တော်အနေနဲ့တေကန်ကြီးစဲပြစ်နေအဲ့တော့ Franco တွက်နေကျွန်တော်ဝင်ချန်သွားလိုက်ဘာမှမဆိုင် Franco တက်နေကဝင်ချန်သုံးရတယ်နော်ဘလို့စဉ်းစားကြည့်လိုက်ဒီဘွဲဘယ်လောက်ထိရေးကြီးလဲဆိုတာပြီးရင်အကောင်လုံးသွေးသက်နဲ့ပြေးနေတဲ့အချိန်မှာအလူကမပြေးဘူးဗျာဒီမှာစမ်းသွေးသက်ဆိုတော့ तू ကဝင်ခုတ်တော့ဘာဖြစ်လဲ तू ပြန်သေးတယ် ultimate grind နဲ့ထုတ်ပြီးစမ်းအောင်တက်လိုက်တယ်အဲ့တော့ကျွန်တော် scale နဲ့ပြန်ပတ်တယ်ကြည်အောင် Franco တဲကဒါနည်းနည်းလေးတူနေလို့နော်ဒီမှာဆိုရင် law box ကနေဆိုကျွန်တော်နေနဲ့ဗတဲ့ဆိုင်မယ် tournament နဲ့ပြောင်းမယ် tournament နဲ့ law နဲ့မှာဗတဲ့ဆိုင်တာကိုကောင်လည်းမဟုတ် law box ကနေကိုချပြီးအဲ့ဒါနဲ့ Franco ကကျွန်တော်နောက်ပြေးကြိုက်ဖို့လုပ်တယ်ဒါပေမဲ့ तू ကရတဲ့တိုက်ွယ်ဖြစ်အဲ့တော့ Franco တက်လိုက်တယ်ပြီးတော့ obsidian တကောင်နဲ့ကြံခဲ့ဆို obsidian အကုန်လုံးအမဲဝိုင်းဖြတ်ကြသူသေးဟိုဘက်ကစမ်းရဲ့ Franco ရဲ့ obsidian ရဲ့တေးသွားပြီးခြံခဲ့ရတယ်မြင့်မှာဆိုတော့ကျွန်တော်အနေနဲ့ Benita ကိုပဲလိုက်ရှာရမယ် Benita ဘယ်နားမှာလဲကိုကောင်နေ law hole ချလို့ရှိရင် enemy ပဲလိုက်ရှာကွာတိလား Benita ဟိုမှာပေါ်လာပြီး final blocking ဒီနေရာမှာကျွန်တော်ပြော law ကမရတော့ထင်တာကန်ကောင်းပြီးအဲ့ဒါ review မှန်သွားပြီးရသွားတာဒီနေရာမှာ Benita အပေါ်တက်သွားတယ်အကောင်တေးကြတာကွာ Mikri သွားရှင်းပါ Mikri မဟုတ် Top Creek အဲ့တော့ကျွန်တော်တို့နေနှစ်ကောင်သွားပြီးတက်လို့ရတယ်ကွာတကယ်ဆိုလို့ရှိရင်လည်းကိုကောင်တွေကလိန်ခန့်မယ်ဆိုလို့ရှိရင်တစ်ဖက်ကနေပြီးလိန်မကန့်မယ်နဲ့ကိုယ့်အကိုစိတ်ပေးစော်တင်တယ်အဲ့တော့ဒီမှာ Benita ကိုကျွန်တော်အနေနဲ့ scale 1တက်သုံးတယ်ပြီးရင်ဘုံလုပ်တယ်အဲ့မှာ importer ကြရနော် importer ကြတဲ့အချိန်မှာအကောင် scale 2နဲ့ immune တယ်ပြီးလို့ရှိရင်ကျွန်တော် flicker နဲ့ဘာမှ granite ထုလိုက်တယ်တည်သွားတယ်ပေါ်လိမ့်မှာတည်သွားတာ Benita တကောင်နဲ့ဒါပေမဲ့ကိုယ့်ဘက်ကလူနောနဲ့အလူကတ်နဲ့အောက်လေးမှာပတ်တဲ့သွားဆိုင်ပြီးတော့တည်ကုန်ကြတယ်အဲ့တော့ကျွန်တော်ပြောချင်တာကွာဒီလားတစ်ဖက်ကဗတ်တယ်ချနေတစ်ဖက်ကဗတ်တယ်မချဘူးဆိုတော့အဲ့တော့ပြောချင်တာ Alpha လည်း Franco သွားပြီး ultimate 3ဒါပေမဲ့သူပဲပြန်ပြီးသွားပါတယ် Alpha ဒီတပွဲလုံးပျော့ဖတ်နာမယ်တကယ်ရေစုံနဲ့ပေါင်မှုတိုင်းပဲပျော့ဖတ်နာမယ်အကောင်ညာပြီးရင်လူနောကလည်းကြည့်အောင် light side နဲ့ဗတ်တယ်ကို initiate တယ်တဲ့မင်းတကယ်စဉ်းလာလို့မရဘူးဒီကောင်တွေလူနောကိုလည်းကိုဘက်ကလည်းနှစ်ကောင်တွေဟိုဘက်ကလည်းနှစ်ကောင်တွေနဲ့ကျွန်တော်နဲ့လော့ကို defend နိုင်တယ်ပေါ့လေလိမ့်မလည်းလူကကနေပြီးတော့ခြံခဲကိုသွားပြီးတက်လာတော့သူနိုင်မထင်တာတကယ်က तू မနိုင်ဘူးဗျာမင်း तू ကတော့ပြန်သေးသွားသေးတယ်တကယ်အံ့ဩလို့မဆုံးဒီလူကကိုလည်းခြံခဲကရှည်လေးနဲ့ရောက်လာတော့ကျွန်တော်အနေနဲ့ scale နဲ့ပဲပြစ်ပြီးတက်လိုက်တယ်အဲ့တော့ကျွန်တော်အနေနဲ့ sky miller star က80နော်တကယ်ပြောတာအဲ့80သူကလေကိန်းမှာမတားများတယ်ကျွန်တော်အနေနဲ့အားလီမှာတစ်ခါပဲတည်ထားတယ်ဒီပွဲကကျွန်တော်ကိတ်ထားလို့ကပွဲချိန်ကဒီလောက်ကြာနေတာတကယ်လဲဆိုရင်ကျွန်တော်ကမကိတ်နိုင်ဒီလောက်မကြာသေးအကြောင်းမရှိဘူးအဲ့မှာ3ပတ်တဲ့ဆိုင်နဲ့ Franco ကြတယ်အဲ့မှာကျွန်တော် record ခေါ်လိုက်တယ်ဆိုတာကအပေါ်လေးမှာ Benita ပုတ်တယ်အောက်လေးမှာ Sun ပုတ်တယ်အဲ့ကြောင့်တော့ကျွန်တော်အနေနဲ့ဘတ်တော်ချုံးမှာဆိုလို့ပြန်လိုက်တယ်အဲ့ချိန်မှာကိုအောင်အနေနဲ့ပြန်လိုက်တော့ကွာသီးလားပြီးရင် law ချမယ်အခုနောက်ပိုင်း player ရဲ့လမ်းလျှောက်တာကသာမမှန်ဘူးကွာဒီမှာဆိုလို့ရှိရင် battle ဆက်ချပြီးတော့ဘယ်လိုဖြစ်လဲ alpha ကြတယ် alpha ကြတော့လူကနောက်ကို enemy လိုက်တယ်အဲ့တော့လူကဒီဘက်ကပြန်လာတော့မှလူနောက record ပြတ်သွားပြီလူနောကပြန်ချလိုက်ရတယ်အဲ့ချိန်မှာလူကကိုဒီမှာချချိန်မှာကျွန်တော်ပြန်ပြီးတော့ပြစ်ပေးရဲကွာပြစ်ပေးရဲဆိုတာသူ့ဘက်ဖို့ကွာဒါပေမဲ့သူလိုက်ချပြီးနောက်ကခြံခဲရဲ့ရှာပါမိပြီသူပြန်သေးသွားတယ်
အဲ့တော့ကျွန်တော်အနေနဲ့က3កောင်တီးပါတယ်ကျွန်တော်အနေနဲ့ဝယ်လုံးကအောက်ကလည်းဆော့လာသေးတယ်အခုလိုမျိုးကမ်းမောင်းပွိုင်းပြအောင်လည်းရှာပေးထားသေးတယ်ဘောင်းစားဖို့ခွင့်ရလည်းရခဲ့တယ်အဲ့ဒါအောင်မှ9កောင်နဲ့ပြန်ပြီးရောင်းစားပလိုက်တယ်အဲ့တော့ကျွန်တော်အနေနဲ့2កောင်ပဲကြံတော့ဆိုဘယ်လိုမှဟိုင်လောင်းလို့မရတော့တိုက်ရီကလည်းဒီဘွေးအရှုံးဆိုတာသူလက်ခံပြီးတော့လုံးဝဖေးတွေကမထွက်တော့အဲ့တော့ကျွန်တော်2កောင်လည်းပဲ defend ရတယ်ပေါ့ဒါပေမဲ့လည်းကျွန်တော်အနေနဲ့ရရောက်တော့ defend ရဆိုပေမဲ့လည်း9កောင်နဲ့ tower ပဲချိုးရတယ်အဲ့တော့ဒီနေ့ဗီဒီယိုတွေဒီလောက်ပါပဲနောက်တဲ့ဗီဒီယိုမှာထပ်ပြီးတော့တွေ့ကြပါမယ်ဗီဒီယိုအဆုံးထိကြည့်ပေးတဲ့တယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်နောက်တဲ့ဗီဒီယိုမှာထပ်ပြီးတော့တွေ့ကြပါမယ်အားလုံးပဲ bye bye အခု2020ကျော်မှာ collector event ပုံစံကလုံးဝချင်းသွားပြီ။ तू ကအရင်လိုမျိုးကွာ skin draw တော့မှမဟုတ်ဘဲနဲ့ तू က coin တွေ draw ရမှာ။အဲ့ coin တွေ drawing နဲ့ကန်ကောင်းတဲ့ skin ပေါက်မယ်။တကယ်လို့ coin ရလာမယ်ဆိုလို့ရှိရင်လည်းကိုလိုချင်တဲ့ collector တွေ lucky box တွေကိုကိုလိုချင်တဲ့ဟာကိုလဲလို့ရတယ်။ဒါကတော့လက်အနေနဲ့ရနိုင်မဲ့ special skin တွေ elite skin တွေ normal skin တွေနဲ့ lucky box skin တွေပဲဖြစ်ပါတယ်။ဒါကတော့ကန်ကောင်းရမှာပေါ့။အများကြီးကတော့ exchange coin ပဲရမယ်ထင်ပါတယ်။ तू က collector တကောင်လဲချင်တယ်ဆိုလို့ရှိရင် exchange coin 800လိုအပ်ပါတယ်။တကယ်လို့ bro အနေနဲ့အခုလောက်မှထွက်လာတဲ့ collector skin ကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ coin 920နဲ့ဝယ်လို့ရမှာဖြစ်ပါတယ်။ငါကတော့ lucky box ပဲလိုချင်တယ်ဆိုလို့ရှိရင်တော့ရတယ် lucky box လည်းလဲလို့ရတယ်အကုန်လဲလို့ရတယ်ကွာဒီမှာဆိုလို့ရှိရင်တခြားသော figment တွေပါရင်လည်းလဲလို့ရလို့ချိုးချင်းတွေလည်းလဲလို့ရတယ်အဲ့တော့ January လရဲ့ Xavier collector skin file ကိုကျွန်တော်တို့အနေနဲ့တွားကြည့်လိုက်ရအောင် I'm on my own, broken alone. I feel the rain crashing down all around this empty town. I'm searching for the lost and found, but you don't care, you're unaware. Keep moving like the scars aren't even there. It's in the air like a blazing flare. Just stand 'cause the flames will burn us. I thought you were the one for me. That's why I gave you everything. Held you close by the stormy seas. Oh, you meant the world to me. I used to kiss your head when you cried for me. Hold your hand while the pain was over. Keep you warm by the roaring sea. You meant the world to me. Like shadows in the atmosphere, charting the stratosphere. Yeah. I prayed for you and kept you near in hopes you'd chase away my fears. I'm on my own, you made it so, and now I'm chasing nightmares too. I used to run with you through the great big leaves, laugh at you when you laugh at me. Hope for us because